တန်တရားရှင်းတယ်အနန္တဟင်းလင်းပြင်အမောင်တုထဲမှာမိအိမ်ငယ်ရဲ့အလင်းရောင်ကိုမတောင့်တခဲ့ပါဘူးဒေဝီမင်းရဲ့မျက်တောင်ခတ်တန်တက်တက်လေးကပဲကိုယ့်ရဲ့ကဘာဟောင်းစီကိုနေ့ရက်တစ်တွေဖန်ဆင်းပေးနေကြတာပင်လယ်တွေအငွေ့ပြင်လို့ကုန်ခန်းပါစေအောင်ရင်ပတွေကလိုင်းတဘိုးတွေကတော့မဆုတ်မနစ်နဲ့မင်းရှိရာတဲတောင်ပြင်ကမ်းခြေစီကိုရိုက်ခတ်ဖို့စက္ကမလားလမ်းလာစေဂန်ကိုတပွန်းရဲ့ရနံ့ကိုစာဖွဲ့ဖို့ဆိုရင်တောအုပ်တစ်ခုလုံးရဲ့တက်ပြင်းကို900လိမ့်မယ်မင်းရဲ့အလှကိုသာစာဖွဲ့ရင်တော့ကဘာဖြစ်တီလာဖို့စုဖွဲ့ခဲ့တဲ့အမုံမွားလေးတွေထက်စိတ်ရှည်တဲ့သူကိုရှာရလိမ့်မယ်ကိုယ်နှလုံးသားရဲ့ဖွင့်အားမှုမှာမင်းရဲ့အသက်ရှူတန်းလေးနဲ့တင်ဥယျာဉ်တစ်ခုတီးစေခဲ့သလိုမင်းရဲ့အသားနဲ့လည်းဥယျာဉ်ထဲကပန်းပွင့်တွေကိုချိုမြင်ခြင်းတွေပန်းစင်ပေးနိုင်တယ်လေညင်းကတိရွက်ကိုကြည်စဲသလိုလေးမဟုတ်ပဲမဟာပထဝီမြေပြင်ထက်ဟိမဝန္တာတောင်တန်းကြီးပေါ်ထွက်လာစေသလိုကိုယ့်ရဲ့ချစ်ချင်းတွေဟာအဟုန်ပြင်းလာပါရဲ့ကြောက်ဆောင်တွေကြကရေစက်လိုပဲစောက်ဆိုင်ခြင်းတွေဟာအလွမ်းတွေကိုထွင်းထူနေတယ်အနှစ်တစ်ပေါင်းရဲ့တခဏတောင်မှာမင်းရဲ့အပြုံးတွေကလွဲရင်ကိုပါကိုမှမမိခဲ့တာတော့အမှန်ပါကျဲတာယာတွေစုဝေးလို့ကြပြီးထိုးရင်တော့ကိုယ့်ရဲ့တန်းတခြင်းတွေကိုကုံစင်အောင်မစီနိုင်ပါဘူးချစ်ရဲ့မင်းရဲ့ကိုယ်ရာကောင်းကင်ရမှာကိုယ့်ရဲ့ဆူတောင်းတွေကဂလက်စီတစ်တွေကိုတောင်ပေါ်ထွန်းစေခဲ့ပြီးအချိန်တွေပြည့်စည်လို့စက္ကန့်တွေအိုမင်းမစွမ်းဖြစ်သွားချိန်မှာတော့သစ္စာတရားရဲ့ချိန်ခွင်ထက်မှာတန်ရောစင်နဲ့ချီတက်ထားတဲ့မြစ်တာတွေတော့ရိုင်းနဲ့သွားမယ်မထင်ပါဘူးချစ်တော်ကြီး